မေတ္တာတရားရဲ့သစ္စာစကားရဲ့အဲ့ဒီနှစ်ခုရဲ့စွမ်းတတ္တိဟာကြီးမားတယ်လို့ဆိုတာကြုံတွေ့ဘူးတဲ့ပုဂ္ဂိုလ်တိုင်းဟာဒါလက်ခံကြခက်ခဲတစ်ခုကြုံတွေ့လာတဲ့အခါစူးစိုက်ခါမေတ္တာပို့ခြင်းဖြင့်ပြေလည်သွားတယ်အန္တရာယ်တွေလွတ်ကင်းသွားတယ်သစ္စာစကားကိုဆိုခြင်းဖြင့်လည်းအန္တရာယ်တွေကိုလွန်မြောက်နိုင်တယ်အဲ့တော့ဘုရားကြီး17တုပ်မှာမေတ္တာတရားနဲ့သစ္စာစကားကိုအခြေထားပြီးတော့တရားတွေအန္တရာယ်ကင်းဖို့ဆိုပြီးတော့မြတ်စွာဘုရားဟောကြားထားတဲ့ထိုတို့နိကေတွေမှာမှတ်သားထားတဲ့သုတ်တန်တွေကိုရှေးဆရာတွေကစုဆောင်ပြီးတော့ပရိကြီး17တုပ်ဆိုပြီးတော့မြန်မာပြည်မှာစီမံထားတာပေါ့အခြားမန္တမန္တရားတွေအဓိပ္ပာယ်မဲ့ရွတ်နေမဲ့အစားအဓိပ္ပာယ်ရှိအဓိပ္ပာယ်သိပြီဆိုလို့ရှိရင်လည်းနိဗ္ဗာန်တိုင်လက်တွေ့ကျင့်သုံးမှုတွေကိုဥတည်ထားတာဖြစ်သောကြောင့်ဒီမေတ္တာတရားတို့သစ္စာစကားတို့ရဲ့အစွမ်းတတ္တိဟာတမ္မာအန္တရာယ်ကင်းရုံမျှမကကိလေသာဆိုတဲ့အတွင်းအန္တရာယ်တွေပါကင်းပြီးတော့နိဗ္ဗာန်ချမ်းသာထိအောင်ပို့ဆောင်ပေးနိုင်တယ်ဆိုတာယုံမှတန်တရားဝယ်မရှိဘူးဒီထဲမှာဘုရားကုံတရားကုံသံဃာကုံလို့ဆိုတဲ့ဒီကုံတွေကိုအာယုံပြုပြီးတော့လည်းပဲအန္တရာယ်ကင်းတဲ့တစ်စက္ကန့်တော့မှာဟောပြောထားတာရှိတယ်ပြိတ်ဆိုတဲ့အကာအကွယ်ဖြစ်စေတတ်တဲ့မြတ်စွာဘုရားရဲ့အဆုံးအမတွေအနည်းချုပ်ကြည့်မယ်ဆိုလို့ရှိရင်တော့ဘုရားကုံတရားကုံသံဃာကုံကိုအာယုပြုတာပဲဖြစ်စေမေတ္တာတရားနဲ့သစ္စာစကားကိုဆိုတာပဲဖြစ်စေလူတွေမှာကြားရောက်ဖြစ်ပေါ်လာနိုင်တဲ့ကြားရောက်ဖြစ်ပေါ်နေတဲ့ဘေးရန်အန္တရာယ်တွေကလွတ်မြောက်တယ်လို့ဒီအဓိပ္ပာယ်မျိုးရအောင်နေ့စဉ်ရွတ်ဖတ်ပြီးတော့ထိုရွတ်ဖတ်ထားတဲ့မိမိတို့ရွတ်ဖတ်တဲ့ပရိတရားတွေရဲ့အ내အဓိပ္ပာယ်ကိုသိရှိလို့လက်တွေ့လိုက်နာကျင့်သုံးကြမယ်ဆိုလို့ရှိရင်နိဗ္ဗာန်တိုင်အကျိုးဖြစ်ထွန်းနိုင်တဲ့တရားဒေသနာများပဲဖြစ်တယ်ပေါ့